ကျမတို့မိသားစုရန်ကုန်ကနေညနေ4 နာရီရထားစီးပြီးပုဂံကိုခရီးထွက်ခဲ့ကြတယ်။နာရီ20လောက်စီးပြီးနောက်နေ့လယ်12 နာရီထိုးကန်ဒီမှာပုဂံဘူတာကိုရောက်လာခဲ့တယ်။မိသားစုနဲ့ခရီးထွက်တာဆိုတော့ဟိုတယ်တွေဘာတွေကြိုရှာမထားပဲအိုးဝေသမားပို့ပြီးတဲ့ညောင်ဦးကဟိုတယ်မှာပဲတည်ခဲ့ကြတယ်။ရောက်ချင်းဆိုတော့ခဏတစ်ဖြုတ်နာပြီးညနေကျအာနန္ဒာဖျားဖူးရင်ဖျားရှိမှာပဲပုဂံအင်းကြီးစင်တူလေးတွေဝယ်ခဲ့ကြတယ်။နောက်နေ့အတွက်လဲဖို့အားခဲရင်စောနာကြတယ်။ကျမညမတဝင်းခွဲနဲ့တခန်းယူထားတာဆိုတော့ညီမ2 ယောက်အိယာပေါ်မှာစကားစမြည်ပြောကြတာပေါ့။ကျမတို့အခန်းကတခြားအခန်းတွေထက်တော့နည်းနည်းပိုဟောင်းနေတယ်။အခန်းလွတ်လဲထပ်မရှိတော့တာမို့လူကြီးတွေကိုဦးစားပေးပြီးအဲ့အခန်းကိုယူပေးလိုက်တာပါ။တခြားသူတွေအခန်းချက်ချင်းရတာတော့ကျမတို့ညီမ2 ယောက်ကအခန်းရဖို့နိုင်ခွက်လောက်စောင့်လိုက်ရသေးတယ်။ည7 နာရီထိုးတော့ကျမတို့အိတ်မယ်ဆိုပြီးမိမိတ်အိတ်ကြတယ်။ဒီမန်းနေတော့ချက်ချင်းအိပ်ပျော်သွားပုံပဲ3 နာရီထိုးတော့ကျမဇခနဲ့နိုးလာတယ်ရေစာလို့ရေထားတောက်ရင်ရေချိုးခန်းထဲကနေအိမ်သားရေဆွဲချတန်ကြားလိုက်ရတယ်ညီမလေးကိုလှမ်းကြည့်တော့သူကအိတ်နေတာကျမလည်းတေချာအောင်မီးဖွင့်ပြီးရေချိုးခန်းကိုတွားကြည့်လိုက်တယ်ထူးထူးခြားခြားဘာမှမရှိဘူးကျမပြန်ထွက်လာတော့ညီမလေးကနိုးနေပြီကျမတော်သေးတယ်လို့တွေးပြီးမကြောက်ဘူးကျမကိုစိုက်ကြည့်နေတဲ့ညီမလေးကချက်ချင်းလဲပြီးတော့ပြန်အိတ်သွားတယ်ကျမလည်းညီမလေးအိတ်ချင်မှုတူဖြစ်နေလို့နေမှာပါဆိုပြီးဆောင်ကောင်းမှုခြုံပြီးတာအိတ်ချပလိုက်တယ်တကားခောက်တန်ကြတော့ကျမတို့နိုးလာကြတယ်မနက်စာစားဖို့မိသားစုဝင်တွေလိုက်နိုးနေတာပါကျမတို့ညီမ2 ယောက်လည်းမျက်နှာသစ်ပြီး breakfast room ကိုထွက်ခဲ့ကြတယ်မနက်စာစားရင်ညီမလေးကိုညကအကြောင်းမေးကြည့်တော့သူကညကတရေမှမနိုးပါဘူးတဲ့အဲ့နဲ့ကျမလည်းဒါဆိုနင်ထရောက်နေတာပဲဆိုပြီးတော့စလိုက်ပါသေးတယ်တနေကုန်လဲပြီးပတ်ပြီးညနေပြန်နာကြတယ်ညဘက်မိသားစုတင်နာလေးစားပြီးလူကြီးတွေဆိုတော့တည်တဲ့အတိုင်းချောအိတ်ကြတယ်လေကျမတို့ညီမ2 ယောက်လည်းအခန်းထဲဝင်ရကြတာပေါ့နောက်နေ့ညနေရထားနဲ့ပြန်มาဆိုတော့ကျမတို့ညီမ2 ယောက်ကတော့လဲလို့ပတ်လို့ပျော်လို့မဝသေးပါဘူးစကားတွေပြောလိုက်တော်တော်ရိုက်လိုက်နေပေါ့ဒီညရဲ့အခန်းထဲမိကပထမညကထပ်ပို့ပြီးတော့မှိန်နေတယ်စနစ်ထိုးကန်ဒီထိကျမတို့မအိတ်ကြသေးဘူးစော့ကောင်းတော့12 နာရီအတိမှာမနေ့ကလိုပဲအိမ်သားတွေကရေဆွဲချကန်ဝေါကနေကြားလိုက်ရတယ်ဒီနေ့မှာတော့ကျမတို့ညီမ2 ယောက်တူတူကြားလိုက်ရတာပါတယောက်မျက်နှာတယောက်ကြည့်ပြီးခဏကြာတော့အမကြီးပြီးကျမကပဲရေချိုးကန်းကိုတွားကြည့်လိုက်တယ်ဘာမှမတွေ့ရနဲ့ဘေးကန်းကရေချတန်နေမှာပါလို့ညီမလေးကိုပြောပြီးအိတ်ခဲ့ကြတယ်ကျမအိပ်ပျော်သွားတယ်မဟုတ်ဘူးကျမနိုးလာတယ်ဒါပေမဲ့လှုပ်လို့မရဘူးရေချိုးကန်းထဲကနေမိန်းမ1 ယောက်ထွက်လာတယ်ညီမ1 ဆက်နဲ့စပင်ကအရှိကိုမှဖားလာချထားတယ်ကျမချင်ရကတင်စိုးမှာသူထိုင်ချလိုက်တယ်ကျမကိုပဲသူစက်တိုက်ကြည့်နေတယ်ကျမချွေးစောတွေပြန်နေပြီအတင်းလှုပ်နေပေမဲ့လုံးဝလှုပ်လို့မရဘူးအော်တော့လေအတန်ကမထွက်ဘူးညီမလေးကလည်းဘေးမှာအိတ်မောကျနေတယ်အဲ့အမျိုးသမီးကကျမကိုကြည့်ရင်ရီးနေတယ်သူ့ပုံစံကတဖြည်းဖြည်းကြောက်စရာကောင်းလာတယ်ပြီးတော့သူထလာတယ်ကျမဘေးကိုရှောက်လာတယ်ခဏနေတော့ကျမကိုပြုံးကြည့်ပြီးလက်ဘေးညစ်ဖို့သူရွှေလိုက်တယ်မမဘာဖြစ်နေရလဲအိမ်မစိုးမတ်နေရလားညီမလေးအတန်ကြာတော့ကျမနိုးလာတယ်မိကိုချက်ချင်းဖွင့်လိုက်ပြီးတော့ကျမထားထိုင်လိုက်တယ်ညီမလေးပြောပြတာကတော့ကျမစီကညီးတန်ကြာလို့သူနှိုးလိုက်ကြတဲ့အိမ်မမို့လို့တော်သေးတာဘောလို့တွေးပြီးကျမရေရီပါးတောက်ပြီးတော့တရေတမောပြန်အိတ်လိုက်ကြတယ်ခဏကြာတော့ကျမဘေးကနေအတန်တစ်ခုကြားလိုက်ရတယ်ငိုတန်ဟုတ်တယ်ကျမမျက်စိဖွင့်ကြည့်လိုက်တော့ဘေးကညီမလေးကကျမကိုကြောပေးပြီးတော့ငိုနေတယ်ကျမလည်းရုတ်တရက်ထားထိုင်လိုက်ပြီးညီမလေးဘာဖြစ်နေရလဲလို့မေးတော့သူကလုံးဝလှည့်ကြည့်မလာဘူးအဲ့နဲ့ကျမလည်းသူ့အရှိကိုတွားပြီးတော့မေးလိုက်တော့မှညီမလေးကမျက်ထောက်နီနဲ့ကျမကိုစိုက်ကြည့်လာတယ်ငိုနေတဲ့သူ့ပုံစံကနေတဖြည်းဖြည်းရီတဲ့ဘက်ကိုရောက်လာတယ်ပြီးတော့ကျမကိုလက်ပင်ထားညစ်ပါလီရောကျမလည်းအော်ရာပေါ့ပြီးတော့ရုံးတယ်ကျမအားကုန်သုံးပြီးတော့အခန်းထဲကနေထွက်ပြေးလာခဲ့တယ်မမေတို့စီရောက်ပြီးတော့မှမမေတို့ကိုပြောပြတော့မမေတို့ကလည်းညီမလေးစီကိုလိုက်လာကြတယ်အဲ့အချိန်ထိညီမလေးကတော့ရီးသလိုငိုသလိုနဲ့ဂရင်ပေါ်မှာထိုင်နေတော့မယ်အဲ့အချိန်မှာပဲဟိုးလေးတကြော်ဖြစ်သွားပြီးတော့ဝန်ထမ်းတွေပါနိုးလာတယ်သူတို့ကရေမန်းနေနဲ့
ဖျန်လိုက်တော့မှညီမလေးကခွေကြသွားတယ်တော်တော်နဲ့တော့ညီမလေးကတတိပြတ်မရလာခဲ့ဘူးမနက်မိုးလင်းတော့မှတတိရလာပြီးတော့သူဘာမှမမှတ်မိတော့ဘူးလို့ပဲပြောတယ်ကျမကတော့အဲ့ဒီအဖြစ်ပြက်ကိုတော်တော်လေးကိုကြောက်သွားတယ်ဝန်ထမ်းတွေကလည်းမျက်နှာတော်တော်မကောင်းတော့ဘူးသူတို့ကိုမေးတော့လဲဝိတယ်ကြောင်ဘက်ပဲဖြေနေတယ်သူတို့ဘာမှမသိဘူးဆိုတဲ့ပုံစံနဲ့အဲ့ဒါနဲ့ကျမတို့လည်းစိတ်တူတာနဲ့ညနေထိချအောင်မဆောင်မဲနဲ့အစောကြီးပဲချအောင်ထွက်ခဲ့လိုက်ကြတယ်နောက်တစ်ခါများတော့ခရီးထွက်တဲ့အခါဒီဟိုတယ်မှာတရေရှိမရှိကိုအရင်ဆုံးစုံစမ်းမရတော့မယ်ထင်တယ်ကျမကတော့ဒီအဖြစ်ပြက်ပြီးနောက်ပိုင်းဘယ်မှကိုမသွားရတော့ဘူးတော်တော်လေးကိုလန့်သွားတယ်တချို့အရာတွေကအခမသိရင်လူကိုသေစေနိုင်တဲ့အထိလောက်တာဆိုတော့ကျမကတော့ဒီဖြစ်ပြက်မှာရင်သင်ခန်းစာရသွားတော့တာပဲဒီလိုစိတ်ဝင်စားကြကောင်းတဲ့ horror story လေးတွေနဲ့ဖြစ်ရမှန်ထူးခြားဆန်းကျင် story လေးတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်သွားပေးခဲ့ကြပါအောင်ရှင်